ထိုင်ပါနေအခုချိန်ဒီမထွက်သေးလို့မင်းကမထွက်တာငါဘာတတ်နိုင်မှာအဲ့ဒါမြင်ထွက်လာပြီးဆွတ်ထုတ်ပေးသမှာဟာကွာအေးဟာဦးလေးထွက်သွားပြီရေကဆေးပေးဦးမယ်ဗျာရေဆေးရမှာပြင်းပါတယ်သမီးမချွတ်ချင်ပါဘူးပြင်းတယ်ရင်ချွတ်ဘယ်နည်းရှိပြီလဲတပတ်ပဲရှိသေးတယ်ပြင်းနေရတာကိုပျော့တာမပြေဒါလေးဟာထားမယ်ဗျာအမယုံပြင်းတယ်ဦးလေးဝါကြည့်တာမကြည့်လို့ကြည့်ဗျာမဝါပဲနဲ့ဘိုင်ထဲရောက်သွားပြီးရောအေးဟာဘာနိုင်နေရလားအီးနဲ့လင်းပေါက်ထားတာဘုံတော့ဘယ်တော့ကြာ9ရက်လောက်ရှိပြီလင်းပါကျွန်တော်အီးတယ်သလိုသူ့ကိုလည်းလိုက်တယ်ပေးလိုက်ပါဦးလေးဟာငါသူ့အင်းတယ်ပြရမယ်လောက်မောက်တော့လားမလုံးနဲ့ငါရောင်းရမှာပြင်းတယ်လို့ပြောနေဒီမလေးပေါင်းတော်တွေအများကြီးပဲ2ယောက်3ယောက်4ယောက်5ယောက်6ယောက်9ယောက်စားပါပဲနှစ်ဖက်မိဘတွေပါသလားရွှေမျိုးတွေကိုလိမ့်ပြမှာလားကလုံးလိမ့်ရမှာလားအော်တို့သားတို့သမီး2ယောက်တည်းလိမ့်ပေးရမှာပါရှင်ကြောက်3သိန်း2ယောက်6သိန်းပေါ့6သိန်း3000ဝယ်ယူပါဆရာမမလဲတောင်းတာမလဲမူးတာဖရားဟောထားလိုက်ပါမမီးရဲ့ကျမတငယ်ချင်းမင်္ဂလာဆောင်မှာတမျိုးလုံးတစ်ဆွေလုံးလေးနဲ့မှာ9000ပဲမျိုးလုံးဆိုတော့9000ဟဲ့ထုံးနေများတုတ်သွားတာရဲ့ဆရာမမိတ်ကလိမ့်နေတာလေမိတ်ကလေးနဲ့ဆရာမရဲ့ကျမသမီးမခွာနေရလားလို့ဟောမခွာလို့ရမလား तू ကထောင်နေရတဲ့ဘုံလို့လဲသွားတာလေမလေးကျမဘောမှာတို့မိပေါင်းများစွာပြင်လာလေဒီတစ်ခါပဲမตาပြင်လို့ပြင်ရတော့လေမလေးကာလာနဂါးတွေဝင်စားမလားဟုတ်တယ်လဲတယောက်ရအောင်လေအားလေဆရာမလေးကျမသမီးတို့သမီးကိုကြတော့ကြမ်းကြမ်းတန်တန်တက်တော့ခွာနေတို့သားကိုကြတော့အမလီနူးညံ့ညင်သားနေလိုက်တာသိပ်မျက်နှာလိုက်တာပဲအမရပါလေမလိုက်ပါဘူးသူ့လည်းတက်ခေါ်လို့ရပါလားဟုတ်တယ်လေဟာဒီလေယောက်ျားဆိုတာမိန်းမကိုခိုင်းနိုင်ဝင်ရှိတယ်မင်းငါ့ကိုမျက်နှာတစ်ကိုတစ်ပေးရမယ်ဒါရိုက်ပြေးလိုက်တာဒါရိုက်ဘာလဲကွာအမေရတဲတယ်ခုမှထည့်ရတယ်ဒီကွာဒီကွာအောင်မြင်တဲ့ဒီစောင့်ကြည့်မယ်